အမျိုးသားတဦးသည်အလုသမားတဦးကိုဓာတ်ပုံရိုက်လိုက်ရာထိုဓာတ်ပုံထဲတွင်အလုသမားမှာမတော်မဆတစ်ခုဖြစ်ပွားနေသည်ကိုအံ့ဩစွာတွေ့ရှိခဲ့ပါသည်သူသည်အလုသမားထံချက်ချင်းပြေးသွားသည်ထိခိုက်ဒဏ်ရာရလိမ့်မည်ဟုတတိပေးတားဆီးခဲ့တော်လေအလုသမားကသူ့ကိုပါးရိုက်ကနမိတ်မရှိသောစကားပြောသည်ဟုဆိုကာဆဲရေးတိုင်းထွာလေသည်ထိုအမျိုးသားမှာဘာမှမတတ်နိုင်ပဲလေကားပေါ်သို့ပြန်တက်သွားသည်ကိုသာကြည့်နေခဲ့ရသည်ထို့နောက်ဓာတ်ပုံထဲတွင်မြင်တွေ့ခဲ့သည့်အတိုင်းမတော်မဆအမှန်တကယ်ဖြစ်ပွားခဲ့လေသည်ထိုအခါမှသာထိုအမျိုးသားသည်ဤကင်မရာမှာအနာဂတ်ကိုကြိုတင်ဟောကိန်းထုတ်နိုင်ကြောင်းသဘောပေါက်သွားတော့သည်မကြခင်သူသည်ကျောင်းနေပါချင်းပြန်လဲစုံစည်းဖွဲ့အတွက်ဖိတ်ကြားလွှာတစ်ခုကိုရရှိခဲ့သည်သူတို့သည်အပန်းဖြေကျွန်းတစ်ခုသို့ကြွားရန်လေရင်တစင်းကိုတီးထိုင်ငှားရန်ထားကြသည်သူသည်တငယ်ချင်းဟောင်းများနှင့်ပြန်လဲဆုံတွေ့ရယူမိဟုမျှော်လင့်ခဲ့သည်တော်လေတငယ်ချင်းများမှာသူ့ကိုမြင်ချင်းပင်သူ့ရဲ့နွမ်းပါသောအဝတ်စားများကြောင့်လှောင်ပြောင်ကြပြီးအပြင်သို့ပင်မောင်းထုတ်ရန်ကြိုးစားကြသည်အမျိုးသမီးတဦးတည်းသာလျှင်သူ့ဘက်မှရက်တီကပြောဆိုခဲ့သည်သူသည်ဒေါသကိုထိမ့်ချုပ်ကထိုင်နေခဲ့တော်လေမနေနိုင်ပဲကင်မရာကိုမြှောက်ကသူတို့အားလုံးကိုဓာတ်ပုံရိုက်လိုက်မိသည်သူတို့ကထိုအရာကိုတတိထားသောအခါသူ့ကိုအော်ဟစ်ဆဲဆိုကြပြန်သည်သူသည်ပြန်လဲအော်ဟစ်ရန်မတ်တက်ရက်လိုက်တော်လေဓာတ်ပုံကိုကြည့်လိုက်ရခြင်းတွင်လွန်စွာထိတ်လန့်သွားတော်သည်ဓာတ်ပုံထဲတွင်သူတို့အားလုံးတေဆုံးနေသည့်မြင်ကွင်းကိုအထင်ရှားတွေ့လိုက်ရသောကြောင့်ဖြစ်သည်လေရင်ပြကြတော်မူသည့်အမြန်စင်းကြရန်လူတိုင်းကိုအသေးတန်တတိပေးတော်လေမိသူမျှမယုံကြည်ကြပေသူ့ကိုအယူဟုခေါ်ဆိုကဓာတ်ပုံကိုလည်းဆုတ်ဖဲ့ပေးကြသည်သူသည်သူတို့ကိုကဲတင်ရန်နောက်ဆုံးတစ်ချိန်ထပ်မံကြိုးစားတော်လေသူတို့ကသူ့ကိုခုံဖော်သူအတင်းတွန်းပို့ချကြသည်လေရင်မှာပြန့်တက်တော်မူအချိန်တွင်သူသည်သူတို့လက်ထဲမှရုံထွက်ပြီးလေရင်တကားကိုအတင်းဖွင့်ရန်ကြိုးစားလေသည်ထိုစဉ်လေရင်ဝန်တဲများကသူ့ကိုဖန်ဆီးထိန်းချုပ်လိုက်ကြသည်သူကကျောင်းနေဘက်သူငယ်ကြီးများရဲ့အသက်ကိုကဲတင်စေခြင်းဖြစ်ကြောင်းအတနာပြောဆိုတော်လေမိသူတယောက်မျှမယုံကြပေအခြားရွေးချယ်စရာမရှိတော့တဲ့ဖြင့်သူ့ကိုတယောက်တည်းလေရင်ပေါ်မှပေးစင်ရန်သာသူ့တောင်းပန်ခဲ့သည်သူတို့ကသူ့ကိုအယူဟုထင်မှတ်ကလေရင်ပေါ်မှကန်ထုတ်လိုက်ကြသည်မထင်မှတ်ပေသူ့ဘက်ကကာကွယ်ပေးခဲ့သည့်အမျိုးသမီးကသူ့ကိုယုံကြည်ပြီးလေရင်ပေါ်မှလိုက်ဆင်းလာခဲ့သည်သူ့နောက်ကွယ်မှာလှောင်ပြောင်ဆန်းများပြန့်လွင့်နေစေပင်သူသည်လေစိတ်အဆောက်အုံထဲကနေ၍လေရင်ပြန်တက်သွားသည်ကိုကြည့်နေခဲ့သည်တပ်ပုံတိုင်းလေရင်မှာတဖြည်းဖြည်းမြင့်တက်သွားပြီးနောက်ရာသီဥတုဆိုးရွားစွာကြုံတွေ့ရပြီးပြန်မလာနိုင်တော့ပြီအသက်ရှင်ကျန်ခဲ့သောကြောင့်အောင်မြင်ပွဲဖြင့်သူ့ကိုယုံကြည်ခဲ့သည့်အမျိုးသမီးကိုတပ်ပုံရိုက်ပေးလိုက်သည်တော်လေအံ့ဩစရာကောင်းသောကြောင့်ထိုအမျိုးသမီးမှာကားအက်ဆီဒန့်ဖြစ်တော်မူကိုတပ်ပုံထဲတွင်မြင်လိုက်ရပြန်သည်အမျိုးသမီးကားထဲသို့ဝင်ကားနေတွင်သူကတားဆီးကြတာမတော်မဆဖြစ်လိမ့်မည်ဟုတတိပေးခဲ့သည်တော်လေအမျိုးသမီးမှာကုမ္ပဏီရှင်သန်၍အတွက်အရေးကြီးသောစာချုပ်တစ်ခုကိုတွားရောင်လက္ခဏာရှင်ထုတ်ရန်ရှိနေသောကြောင့်သူ့ကိုဘေးသို့ဖေကားကားထဲသို့ဝင်သွားလေသည်အသေးတန်ဖြစ်နေသည့်ထိုအမျိုးသမီးသည်ကားရှိသို့ပြေးထွက်ကပိတ်ရက်ကသူ့ကိုတိုက်ရုံမဟုတ်လင်ဒီကားတွား၍မရစေတော့ဟုပြောလိုက်သည်အမျိုးသမီးမှာမတက်နိုင်တော့ပဲစာချုပ်ကိုကားဆရာထံသာအပ်လိုက်ကသူမကိုယ်တိုင်ကားပေါ်မှာဆင်းလာခဲ့သည်သူမကသူ့ကိုအငင်းပွားရန်ပြင်လိုက်တော်စဉ်ပင်ကားမတော်မဆအမှန်တကယ်ဖြစ်ပွားသွားတော့သည်အမျိုးသမီးမှာလွန်စွာအံ့ဩသွားသည်သူမရဲ့အသက်ကိုနှစ်ကြိမ်တိုင်ကေတင်ပေးခဲ့သောကြောင့်ကျေးဇူးတင်လွန်သောကြောင့်ဒေါ်လာ3 သိန်းစုလာအဖြစ်ပေးအပ်ခဲ့သည်သူသည်သူ့အမျိုးသမီးရဲ့လက်ဆောင်ကိုလက်ခံရရှိခဲ့ပြီးလူတွေကိုကေတင်ပေးနိုင်ခဲ့သောကြောင့်အလွန်ပျော်ရွှင်နေပါတော့သည်